ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဘာလို့နဲ့เนาะဒီစနေနေ့ရောက်လာပြန်ပြီပေါ့เนาะဒီနေ့စနေနေ့ဆိုတော့လဲစနေညချမ်းเนาะလီငါလီပွဲစဉ်ပွဲကောင်းနေဆုံဆုံလင်းလင်းရှိလာတဲ့စနေညချမ်းမှာကျွန်တော်ညီကိုတွေအတွက်ထပ်မံပြီးတော့ကျွန်တော် AOB အနေနဲ့ prediction သုံးသက်ချက်လေးပွဲရွေးချယ်မှုလေးတွေထပ်မံပြီးတော့ကျွန်တော်ညီကိုတွေကိုကျွန်တော်တင်ဆက်ပေးသွားပါအောင်မယ်အဲ့တော့ဒီနေ့ညစနေညမှာကျွန်တော်ရွေးချယ်သုံးသက်ပေးမယ်ပထမဆုံးပွဲလေးအနေနဲ့ကတော့ည9:00 နာရီမှာရှင်ပြန်ကစားမယ်ဒီဂျာမန်ဘွန်ဒလီဂါတွေကကျွန်တော်ဒီ Hoffenheim နဲ့ Augsburg တို့ရဲ့ပွဲလေးကိုကျွန်တော်ပထမဆုံးအနေနဲ့ဒါ prediction လေးလုပ်ပေးသွားပါမယ်เนาะဒီပွဲမှာ Hoffenheim က Augsburg ဘော်ကိုဘော်ရီဈေးတန်း 1+50 ကိုပေါင်းဈေး3လုံးကို10ပြားရှုံးဆိုပြီးတော့ဖွင့်ပေးထားတယ်ဒီယာဒီဘွန်ဒလီဂါမှာ Hoffenheim ရဲ့ခြေစွမ်းကမစိုးဘူးလို့ပြောလို့ရတယ်ဒီတိုက်စစ်ကလည်းပွဲလိုလိုသူ့အနေနဲ့ဂိုးသွင်းထားတယ်ပေါ့နော် Hoffenheim တိုက်စစ်ဒီအဆလာနီတို့တိုရေးတို့ဒီတိုက်စစ်ပိုင်းကပွဲလိုလိုဂိုးရတယ်ဒီဘွန်ဒလီဂါဇယားရဲ့အဆင့်ခွန်မှာလဲเนาะသူ့အနေနဲ့ဒီနောက်ပိုင်းရလက်လေးเนาะကောင်းမွန်မှုနဲ့သူဆင့်ခွန်တီကိုရောက်ရှိနေအောင်ကျွန်တော်တွေ့ရတယ်ဒီတစ်ဖက် Augsburg ကတော့ဒီယာဒီမှာတော်တော်လေးကိုခြေစွမ်းကဒီရော့ကျနေတဲ့ထဲမှာပါပါတယ်ဒီနောက်ဆုံး၄ပွဲဆက်တိုက်ရှုံးပြီးတော့ဒီနောက်ဆုံးကန်ခဲ့တဲ့ဒီပွဲမှာဒီ Hamburg ကိုသူ့အနေနဲ့ 1-0 ဆိုတဲ့အချင်းမြောင်းတဲ့ result နဲ့နိုင်ထားတယ်ဒီ Augsburg ကဒီယာဒီမှာခြေစွမ်းကလုံးဝလောက်လာအားရစရာကိုကျွန်တော်မတွေ့သေးပါဘူးအဲ့တော့ဒီပွဲရဲ့ဈေးတန်းရဲ့ဒီ 1+50 ဈေးတန်း Hoffenheim ပေးထားတဲ့ 1+50 ဈေးတန်းကိုကျွန်တော်တစ်ချက်ထပ်ပြီးတော့သုံးသက်ကြည့်အောင်ဒီ body ဈေးတန်းကိုเนาะအဲ့တော့ဒီပွဲမှာ Hoffenheim ရဲ့ 1+50 G ကဒီကျွန်တော်ကိုလုံးနဲ့တစ်ချက်ရှင်းပြပါမယ်ကိုလုံးကဒီ Hoffenheim နဲ့လည်းတွေ့ပြီးပြီကျွန်တော်တစ်ဖက် Augsburg နဲ့လည်းတွေ့ပြီးဖြစ်ပါတယ်အဲ့တော့ဒီကိုလုံးကို Hoffenheim ကနေပြီးတော့အိမ်ကွင်းမှာ level 100ဈေးခင်းခဲ့ပါတယ်ဒီယာဒီ Bundesliga မှာပါအဲ့တော့အဝေးကွင်းဆိုရင် Hoffenheim ကကိုလုံးနဲ့အဝေးကွင်းမှာတွားတွေ့မယ်ဆိုရင်ပြန်ပေးမယ်ဈေးကဒဲဈေးဖြစ်ပါတယ်ဂျားကွင်းဆိုရင်တော့Hoffenheim ကနေပြီးတော့ level 50 ရှုံးပိုကီပြန်ဖွင့်ပေးပါလိမ့်မယ်အဲ့လိုရဒီကိုလုံးကနေပြီးတော့တစ်ဖက် Augsburg ကိုလုံးရဲ့အိမ်ကွင်းမှာ level 100ဈေးထပ်ခင်းခဲ့ပါတယ်ဒီကိုလုံးနဲ့ Augsburg နဲ့ဂျားထဲမှာပြား100ကွာတယ်ဆိုရင်ကျွန်တော်ဒီ Hoffenheim နဲ့အခု Augsburg နဲ့ဂျားကဂျေးကပြား150တီတီကွာပါတယ်ပြား150တီတီ Hoffenheim ကဒီယာဒီလက်ရှိယာဒီမှာ Augsburg တာနေပါတယ်ဆိုတော့ဒီ 1+50 body ဈေးတန်းကဒီအိမ်ငွေဝေးဝင်းကြီးရဲ့ပြားညှိလိုက်မယ်ဆိုရင်ဒီ 1+50 body ဈေးတန်းကအမှန်ဖြစ်ပါတယ်ဒီဈေးတန်းမှန်တာကိုကျွန်တော်တွေ့ရပါတယ်နောက်ပြီးဒီ Dortmund တော့မှ Augsburg ကိုအဝေးကွင်းကနေပြီးတော့ 1D ဈေး 1D ဈေးခင်းခဲ့ရဖြစ်ပါတယ်ဆိုတော့ Dortmund အိမ်ငွေဆိုရင်လည်းဒီ Hoffenheim လောက်ဈေးပဲ 1+ ဈေးပဲပြန်သွားကြမှာမလို့တောင်းမွန်တော့မှဒီဈေးပဲခင်းခဲ့ရဆိုတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီပွဲမှာ Hoffenheim ရဲ့ 1+50 ဈေးတန်းကဈေးတဲ့အမှန်လို့ကျွန်တော်အနေနဲ့ဒီယူဆပါတယ်ဈေးရဲ့မှန်တယ်လို့လည်းကျွန်တော်ထင်ပါတယ်ဒီဟာဒီ Augsburg ခြေကျနေပုံရဲ့ဒီ Hoffenheim တိုက်စစ်ကပွဲတိုင်းဂိုးတွေရနေတယ်ဂိုးတွေသွင်းနေတယ်ဒီ Aslani Torre Kramaric တို့ရဲ့တိုက်စစ်နဲ့ဂိုးတွေသွင်းနေပုံထောင်ရင်ဒီပွဲမှာ Hoffenheim အနေနဲ့တကူတာနဲ့နိုင်ဖို့မခက်ခဲဘူးလို့ကျွန်တော်ကမြင်နေ Hoffenheim တိုက်စစ်ကြောင့်မလို့လည်းပါတယ်ဒီ Augsburg ခြေကျနေရရဲ့ဒါကြောင့်မို့ကျွန်တော်ဒီပွဲမှာ 1+50 ဈေးထဲမှာပိုကီက Hoffenheim ကိုတဝက်တော့ပေးပြော်မယ်လို့ကျွန်တော်ကမြင်နေအနည်းဆုံးတဝက်တော့ပိုကီ Hoffenheim ကိုပေးပြော်လိမ့်မယ်ဒါကြောင့်မို့ကျွန်တော်ကဒီပွဲမှာ Hoffenheim body လေးကိုကျွန်တော်ကြိုက်ပါတယ် Hoffenheim body လေးကိုကျွန်တော်ညီကိုတွေကိုရွေးပေးခြင်းပါတယ်ဒီ Bundesliga ဖြစ်တာအတွက်ကြောင့်မို့လို့ဒီဂိုးတွေများခြင်းလည်းများသွားနိုင်ပေမဲ့เนาะဒီ body ရတာဒီစိတ်အဖြစ်ဆုံးစိတ်ချရဆုံးလို့ကျွန်တော်ညီကိုတွေကိုညွှန်းပေးခြင်းပါတယ်အဲတော့ကျွန်တော်ညီကိုတွေအနေနဲ့ online မှာဘောလုံးပွဲတွေကစားခြင်းနဲ့ဒီHoffenheim မေး iBet ခွန်ရှိကို iBet Sport Zone တွေကိုအကောင့်ဖွင့်ပြီးတော့ကစားခြင်းနဲ့ iBet ဆိုရင်လည်း unit ဖြည့်ခြင်းနဲ့ဆိုရင်ကျွန်တော် AOBC မှာစိတ်ချယုံကြည်စွာအကောင့်တစ်ဖွင့် unit ဖြည့်ပြီးတော့လိုက်ရောက်ကစားနိုင်ပါတယ်ဒါကျွန်တော်ရဲ့ Viber နံပါတ်လေးဖြစ်ပါတယ်အဲ့တော့နောက်ပွဲကိုသွားလိုက်အောင်နောက်ပွဲကကျွန်တော် England Premier League ရေကကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားပါမယ် England Premier League ထဲကရွေးထားပါတယ်ည7:00 နာရီမှာရှင်မြန်ကစားတော့ကြမယ်ကျွန်တော် Everton နဲ့ New ရဲ့ပွဲလေးကိုကျွန်တော်ထပ်မံပြီးတော့ prediction သုံးသပ်ချက်လုပ်ပေးပါမယ်ဒီပွဲမှာဒီ Everton ကနေပြီးတော့မှအခုလက်ရှိဈေးပေါ့လက်ရှိဈေးညကြတော့ဈေးတွေပါပြောင်းသွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးလက်ရှိဈေးအနေနဲ့ကတော့ဒီ Everton ကနယူးဘောကိုပပလေးပြန်ပြီးတော့ပေါက်နေအောင်တွေ့ရတယ် level 5ပြားရှုံးကိုပေါင်းဈေးနေရင်တော့ 2.90 2.95 ဒီဈေးထဲမှာပဲသွားနေမှာပါဒီပွဲကတော့เนาะဒီ Everton အိမ်ကွင်းလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုပေါင်းဈေးကတော့ဒီဈေးထဲမှာပဲသွားနေမှာလို့ကျွန်တော်ကမြင်နေ body ဈေးအနေနဲ့ကတော့ဒီအပြောင်းလဲလေးတွေလည်းအများကြီးမဟုတ်တော့မှနည်းနည်းမပါတော့ရှိကောင်းရှိသွားနိုင်နေပေါ့နော်ဒီကြေးကောင်းပြောင်းတာတို့ပါတို့ကျွန်တော်ပထမဆုံးအနေနဲ့နယူးကိုအရင်ပြောပါမယ်နယူးဒီဟာဒီအဝေးကွင်းမှာ EPL မှာအဝေးကွင်းနိုင်ပွဲတပွဲမှမရှိသေးပါဘူးဟုတ်ပါတယ်တပွဲမှကိုနယူးကတ်ဆယ်ဒီဟာဒီ Premier League မှာတပွဲမှကိုမနိုင်သေးတာပါဒီတော့နယူးဒီဟာဒီအဝေးကွင်းမှာမနိုင်သေးတာအပြင်ကိုအဝေးကွင်းကြေးအောင်မှုနှုံးကလည်းနှစ်ပွဲပဲရှိပါတယ်အဲ့ဒါတော့မှသူ့ကိုတစ်ဖက်ကနေကြေးပြန်ဖွင့်တာကြေးပြန်ဖွင့်ပေးတဲ့အသင်းတွေ
နဲ့ပဲသူတွေ့တဲ့အခါမှာပဲသူကြီးအောင်ခဲ့တာပါနောက်ပြီးတော့ Everton ကဒီဟာဒီ Premier League မှာအင်္ဂလန်တပွဲပဲရှုံးပါသေးတယ်ကျန်တဲ့ပွဲကြီးတည်ရင်နဲ့အနိုင်မှာ Everton ဒီဟာဒီ Premier League စွမ်းဆောင်ရည်တော်တော်လေးကို impressive ဖြစ်စရာကောင်းပါတယ်တော်တော်လေးအထင်ကြီးစရာကောင်းပါတယ်အဲ့ဒီရှုံးထားတဲ့တပွဲကအင်္ဂလန်မှာစပါးကိုပါချေဟူစပါးကိုရှုံးတာပါဒီနောက်ပြီးတော့ Everton ရဲ့အင်္ဂလန်ကဒီနော်အင်္ဂွင်းရဲ့ weight အင်္ဂွင်းရဲ့ဒီဟာဒီအင်္ဂွင်းအားကဘယ်လောက်ထိเนาะဘူဂီယုံကြည်ထားလဲဆိုရင်အင်္ဂွင်းမှာဆို Everton ကကြည့်ပဲเนาะဒီတွေ့ဆုံခဲ့တဲ့ဒီရှေ့ပွဲမှာတွေ့ဆုံခဲ့တဲ့အသင်းတိုင်းကိုသူကကြည့်ပဲကြေးပြန်ပေးခဲ့တာပါဒီဟာဒီအဲ့လောက်ကို Everton အင်္ဂွင်း weight ကတော်တော်လေးကိုများပါတယ်ပြီးတော့နယူးနဲ့ Everton တွေ့တိုင်းမှာနောက်ဆုံးနယူကာဆယ်က၄ပွဲဆက်တိုက်ကိုကြီးကြထားပါတယ်ဒီအချက်တွေကကျွမ်းကျင်ကိုတွေအတွက်ဒီတီးပင်တီးထိုက်တဲ့အချက်လေးကိုကျွန်တော်ပြောပြတာပါအဲ့တော့လက်ရှိအရှိတရားကိုကျွန်တော်ပြောပါမယ်Everton ခြေလေးတော်တော်လေးကိုမှန်နေရဲ့ David Moyes ရဲ့ Everton ဒီမှာ Jack Grealish เนาะဒီ Andy ရဲ့ Bato Raspberry Hall နဲ့ဒီเนาะဒီခြေတော်တော်လေးကို Rather Man နေထဲမှာကျွန်တော်တို့ပါတယ်ဒီ New ကဒီအိမ်ဝင်းလောက်တာဒီအင်ဂျယ်သဘောမျိုးဖြစ်နေတာအဝဲမှာဆိုတော်တော်ညံ့ပါတယ် New ဝေးကတော်တော်ညံ့ပါတယ်ဒီနောက်ဆုံးပွဲအနေနဲ့လည်းဒီ Champions League မှာအဝဲမှာ Marseille ကိုရှုံးထားတယ်အရင်ပွဲကတော့ဒီ Manchester City ကိုအိမ်ဝင်းမှာနိုင်နေပေါ့เนาะ New ကဒီလိုတူပေကိုတင်ဖွင့်ကစားတဲ့အသင်းကြီးတို့ဒီဖောင်ဖြတ်ပြီးတက်ရမယ့်အခြေအနေတို့မှာဒါဒီလောက်လာညှစ်တာကိုကျွန်တော်တွေ့ရတယ်ဒီလိုမျိုးပွဲတွေဆိုရင် New Everton ကွင်းလည်းဖြစ်တယ်နောက်ပြီး Everton ရဲ့အင်္ဂွင်း weight Everton ရဲ့အင်္ဂွင်းကြီးအောင်နှုံး New ရဲ့အဝေးညံ့နေပုံတွေကိုကျွန်တော်တွက်ချက်ပြီးတော့ဒီမှာကျွန်တော်ဒီပွဲမှာကျွန်တော် Everton body လေးကိုပဲကျွန်တော်ထပ်မှန်ပြီးတော့ကျွန်တော်ရွေးပေးခြင်းနဲ့ကြောင်းကြီးကို Everton ဘက်မှာအနည်းဆုံးတော့တည်ရရှိမယ်လို့ကျွန်တော်ကမြင်တယ်ကြေးပပလေးပေါက်နေတဲ့ဈေးလေးကတော့ကျွန်တော်အနေနဲ့တော့ရင်းပြော်ရလို့ကျွန်တော်ကမြင်တယ်ကျွန်တော်ဒီပွဲမှာ Everton ဘက်ကိုကျွန်တော်ရဲရဲကြီးနေပါမယ်ကျွန်တော် Everton ကြိုက်ပါတယ်အဲ့တော့ကြောင်းကြီးကိုကျွန်တော်ဒီညမှာနှစ်ပွဲပဲရွေးချယ်ပေးသွားမှာလားဆိုရင်တော့မဟုတ်ပါဘူးကျွန်တော်ရဲ့ Telegram Channel မှာနောက်ထပ်အကြိုက်အနီးကအကြိုက်တွေအကြိုက်ပွဲတွေကျွမ်းညီကိုတွေအတွက်ထပ်မံပြီးတော့ရွေးချယ်သုံးသပ်တင်ဆက်ပေးသွားမှာပါဒါကြောင့်မို့ကျွန်တော်ရဲ့ Telegram Channel လေးကိုလည်း join သွားကြဖို့ပြတ်တက်ရခံနေပါတယ်ကျွန်တော် Telegram Channel link လေးကို YouTube video ရဲ့ comment မှာချပေးထားပါမယ်ပြီးတော့ကျွန်တော် YouTube Channel လေးကိုလည်း like and subscribe မလုပ်ရသေးရင် like and subscribe လုပ်ပေးသွားခဲ့ကြပါအောင်အားလုံးပဲကျွမ်းညီကိုတွေအားလုံးပဲစနေညမှာဒီလောင်းတိုင်းပေါင်းပြီးတော့เนาะအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ကျွန်တော်ညကြရင်အားလုံးထပ်မံပြန်ပြီးတော့ပြန်လည်ဆောင်တွေ့ကြပါမယ်